အားကစားဝန်ရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာစနေနေ့ညကစားခဲ့တဲ့ FA Cup ဘောလုံးပွဲမှာတော့ Man City တင်းက Chelsea ကိုတကူကူမရှိနဲ့အသေးအတန်နိုင်ယူပြီး2025-26 ရာသီရဲ့ FA Cup Champions ဆုကြီးကိုထိုက်တန်သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဝမ်ဘလီကွင်းကြီးထဲမှာကစားခဲ့တဲ့ဒီဘောလုံးပွဲဟာ Man City က favorite တင်ဖြစ်ခဲ့ပေမဲ့ပထမပိုင်းမှာတော့ပရိသတ်တွေကအားမရလောက်တဲ့ကစားကွက်မျိုးနဲ့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ပွဲကမိနစ်80အထိနှစ်သင်းလုံးဂိုးမရှိပဲအကျိန်းနဲ့ရင်တထိတ်ဖြစ်ခဲ့ရတာပါ။ဒါပေမဲ့မိနစ်80မှာတော့အပွဲအလှည့်ပြောင်းဖြစ်သွားခဲ့ပါတယ်။အန်ဟာရဲ့မြေဆိုင်ဖြတ်တင်မော်ကိုအန်ဒရန်စီမီညိုကပပလေးလှည့်ပေးပြီးတော့ Chelsea ကိုသမား Robert Sanchez ကိုကြော်က9တောင်နဲ့ကိုရှယ်ကစားပြီးသွင်းယူပေးသွားခဲ့ပါတယ်။ဒီသွင်းကိုက Man City အတွက်အဖိုးတန်အောင်ပွဲဖြစ်သွားခဲ့တာပါ။ဒီနိုင်ပွဲကြောင့်နီးပြ Pep Guardiola ဟာ Man City ကိုကင်တွယ်ခဲ့တဲ့10နှစ်အတွင်းမှာ20ခုမြောက်အတိကစူပလာကြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ FA Cup ကိုလည်း3ကြိမ်မြောက်ခွင့်ရသွားပြီပဲဖြစ်ပါတယ်။ဒါ့အပြင် Carabao Fla မှာ Arsenal ကိုနိုင်ပြီးခဲ့တဲ့ကဆိုရင်ဒါဟာ Man City အတွက်ဒီယာဒီရဲ့ဒုတိယမြောက်စူပလာလည်းဖြစ်ပါတယ်။တကယ်တော့ Man City ရဲ့ဒီတစ်ခေါက် FA Cup Champion လမ်းကြောင်းကမလွယ်ကူခဲ့ပါဘူး။16သင်းအဆင့်မှာ Newcastle Quarter Final မှာ Liverpool တို့လိုအိမ်နီးနားချင်းပြိုင်ပွဲကောင်းတွေကိုကြော်ဖြတ်ခဲ့ရတယ်လို့ Semi Final မှာလည်း Southampton ကိုပွဲပြီးကနေသွင်းကို2ဂိုးနဲ့အသက်အတန်နိုင်ယူပြီးမှ Final တက်လာခဲ့ရတာဖြစ်ပါတယ်။အခုဆို Man City ဟာသူတို့မျှော်မှန်းထားသလောက်ဖြစ်မလာခဲ့တဲ့ရာသီတစ်ခုမှာဒုတိယမြောက်စူပလာကိုရယူနိုင်ခဲ့တာဖြစ်ပြီးတော့ဗလာသုံးလုံးအိမ်မက်အတွက်လည်းအခွင့်အရေးအနည်းငယ်ကျန်ပါသေးတယ်။လောလောဆယ် Premier League မှာ Man City ကပွဲလက်ကျန်2ပွဲစီကျန်နေချိန်မှာ Arsenal ရဲ့နောက်2မှတ်အကွာဒုတိယနေရာမှာရှိနေတာပါ။ Arsenal ကတနင်္လာနေ့မှာတန်းဆင်းသွားတဲ့ Burnley နဲ့ကစားရမှာဖြစ်ပြီး Man City ကတော့အင်္ဂါနေ့မှာဘုံပေါင်းနဲ့ကစားရမှာဖြစ်လို့ Guardiola ကတော့သူ့ရဲ့ကစားသမားတွေကိုအမှားမခံဘဲအပြည့်အဝအာရုံစိုက်ဖို့တောင်းဆိုထားပါတယ်။ရာသီပိတ်ရက်ဖြစ်တဲ့မေလ24ရက်နေ့မှာ Arsenal က Crystal Palace နဲ့ကစားရမှာဖြစ်လို့ Man City တို့ကတော့နောက်ဆုံးနေ့အထိမျှော်လင့်ချက်ထားရမှာဖြစ်ပါတယ်။ Man City ပရိသတ်တွေအတွက်တော့ဒီနေ့ညပြောစရာစနေနေ့ညလေးဖြစ်ခဲ့တာပါ။ပရိသတ်တွေရော Premier League မှာ Man City က Arsenal ကိုကြော်ဖြတ်ပြီး Champion ဖြစ်သွားနိုင်အောင်မလားဆိုတာ comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုသဘောကျရင် like and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။